2024စက်တင်ဘာအက်ဇမ်ကစလို့ ACC UK Foundation Level ကိုမြန်မာ First တွေစတင်ပေးရခဲ့ပါတယ်။ကျမတို့ NLA ကအဲ့ဒီအချိန်ကစလို့ ACC UK Foundation Level ရဲ့ Exam Series တိုင်းမှာမြန်မာ First တွေမွေးထုတ်ပေးခဲ့တာအခုဆိုရင်မြန်မာ First ရရှိသူ6ဦးတိတိရှိခဲ့ပါပြီရှင်။ ACC UK Foundation Level မှာမြန်မာ First ရရှိသူတွေအပြင် ACC UK ကပေးအပ်တဲ့ Diploma in Financial and Management Accounting ရရှိသူ133ကိုလည်းမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ခုလို Foundation Level မှာမြန်မာ First တွေနဲ့ Diploma ရရှိသူပေါင်းများစွာမွေးထုတ်နိုင်ခဲ့တာဟာကျမတို့ NLA ရဲ့ကျောင်းသူကျောင်းသားတွေအယုံကြည်ကြီးနဲ့စူးစမ်းပေးခဲ့တဲ့ကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင်ကျမတို့ NLA ရဲ့ဤစနစ်ကြတဲ့တင်ကြားမှုဝန်ဆောင်မှုတွေကလည်းအခုလိုအောင်မြင်မှုတွေရရှိလာအောင်ဖော်ဆောင်ပေးနိုင်ခဲ့တာဖြစ်တယ်လို့ယုံကြည်ပါတယ်။ဒါအပြင် NLA က Foundation Level မှာထူးချွန်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေကို ACC ပတ်ဝန်းဆက်တက်ဖို့အတွက် Scholarship တွေပေးအပ်ခဲ့တာဖြစ်တယ်လို့ယခုအချိန်ထိကျောင်းသားကျောင်းသူပေါင်း109ဦးအတွက်ကျပ်ငွေ300ကျော်တန်ဖိုးရှိတဲ့ Scholarship များပေးအပ်ခဲ့ပြီးလည်းဖြစ်ပါတယ်ရှင်။ Foundation Level ကိုစတင်တက်ရောက်ကြမယ့်ကျောင်းသူကျောင်းသားတိုင်းအတွက်ကျမတို့ NLA က online နဲ့ campus တန်းခွဲတစ်တွေကိုစဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနေတယ်လို့ကျောင်းသူကျောင်းသားတွေအတွက်အစဉ်ပြေချောမွေးစွာစာမှုပွဲဖြည့်ဆို့နိုင်ဖို့အတွက်လည်း ACC UK Authorized License ရရှိထားတဲ့ CPE Center ကိုလည်းဖွင့်လှစ်ပေးထားပါတယ်ရှင်။ ACC ဂျာနီကိုစတင်ရှောင်လန်းမဲ့ကျောင်းသူကျောင်းသားတိုင်းကျမတို့ NLA ကဖွင့်လှစ်ပေးနေတဲ့ ACC UK Foundation Level တန်းခွဲတစ်တွေကိုတက်ရောက်ပြီးအောင်မြင်မှုတွေကိုရယူဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။